ok ok qua tất cả bao nhiêu ạ သက်သာသွားရင် ồ ခုမှလည်းမပြောနိုင်နဲ့ဒါတော့ဒီနားလေးမှာရှိသေးတယ် ခုမှဟိုဟာတကားပြောနိုင်တယ်နော် အစဟိုရေထဲမတောက်လို့မရဘူးသမင်းနဲ့စားလို့မရဘူးနော် မစားလို့မရှိတော့မနဲ့ မခိုင်းပါကလည်းထိုင်နေချ မျက်စိနားတကောက်ဆေးုံသွားပြီးတော့ပြိုက်တာအဲ့နဲ့တက်တာသွားတာ သ ပေါ့ က်သာသွား ဩ ပြောနိုင်သွား ဆေးကြောတောက်လား တောက်တယ်ဆေးတွေတောက်လို့ပြော ဩဆရာဝန်တွေကလည်းဗာပြောတယ် ဆရာဝန်နဲ့ဆေးတောက်မှပြောင်းပါလေဆေးမတောက် မပြောဘူးဘာယောဂဖြစ်တယ်လို့ပြောတယ် ဒီလေချောင်းတွေရဟိုအာယောဂမရှိဘူးဒီလေ ကိုဝင်လာတယ် လေချောင်းထဲမှာပိုးဝင်တာ လေเจ้าတွေ ဩအဲ့လိုနော် ခြိုင်နဲ့ပေါက် ဩအဲ့လိုဖြစ်တာနော် မုတ်တာတွေရောလဲဆရာမပြောတယ် ဩအခုငုတ်တာတယ်ရောနော်ဒီတော့ဘာလုပ်လို့တာ ဒီတော့အိမ်တန်ရှိလိုက်လို့တော့သူများခေါ်ရင် ဒါကြီးဖြစ်နေတော့မလုံနိုင်ဘူးနော်မျိုးသားလည်းထုံးတာကြာရင် ကြာတယ်တော့ ဟုတ်ကျွန်တော်ဝမ်းသာကြလေဟိုနဲ့သိန်းလာလူပြီးတော့နော်အဲ့ဒါနဲ့ဟိုဒီကဲဆက်ပြီးတော့စေုံတဲ့အမြင့်ပြက်ပြီးတော့ကုပေးမယ်ဆိုပြီးတော့လေအလူခံပေးတာပါနော်အလူခံတာက3သိန်းနဲ့5000ရတယ်အဲ့လေလာလူပေးတာပါနော်ဝမ်းသာပါလေကျွန်တော်လည်းတော့စကားမပြောနိုင်စားမစားနိုင်ရေမတောက်နိုင်ဖြစ်ရတယ်ဟာဖြစ်သွားတယ်နော် ဟုတ်တယ်ပါပါဦးဒီအောင်မလဲပါဘူးလို့မတောင်းနဲ့ ဆေးဆက်ကူဖို့အတွက်နော်အလူခံပေးတာ3သိန်းခွဲရပါတယ်နော်အဲ့ဆက်ကူပါနော်နော်အဲ့ဒါဆိုသင်ပြေသွားမှာပါနော်